အားစားဝဒနာရှင်များခင်ဗျာအခုဆိုရင်အင်းကြီးအပြာရောင်ဘောင်းမီပြာရောင်ခြေပြူအောင်ကိုဝစ်စင်ရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့ကမ္ဘောဇ FC တင်းကတော့အင်းကြီးဝါရောင်ဘောင်းမီဝါရနာဘုံ FC တင်းကမြောက်ခွင့်ပေးရခင်ဗျရတယ်ခင်ဗျဘာဘူးလက်တဖို့ကြိုးစားတယ်ခင်မောင်းလွင်ပြတ်ထုတ်ကာဝယ်ထားပါတယ်ခင်ဗျရတယ်ခင်ဗျထုံထုံဝင်းကိုရှိတင်ပြီတော့ကုန်တိုက်တယ်ဂိုးသမားမိပါတယ်ခင်ဗျာမှာပဲရှိပါသေးခင်ဗျကုန်းလေတော့ပြန်ချပေးပြီးကြော်ထက်ဖို့ကြိုးစားတယ်ပြည့်တံပေါ်ပါခင်ဗျတိုးထွက်ဖို့ကတော့မလွယ်ပါဘူးခင်ဗျကန်နေကန်တင်နာတွေပြန်ချတယ်ခင်ဗျလိုက်တယ်ခင်ဗျမကွေးကမ္ဘောဇနောက်ကန်လူပြန်ခင်ဗျဆင်းယူထားတယ်အလေကျော်မှာဆွဲလာပြီးဝင်းလက်ဆက်ဝိုင်းပြင်းမှာခင်ဗျရနာမိုးသိဟိုးပဲရုံထိုးဖို့ကြိုးစားမှာကမ္ဘောဇတားယူသွားပြီခင်ဗျဆွဲယူလာပြီးအေးဆက်ရောက်လာပြီခင်ဗျကျန်တယ်ခင်ဗျကောင်းတဲ့တိုက်ပြီးတင်းသွားပြီခင်ဗျကမ္ဘောဇဝေစောဦးကိုရရှိသွားပြီပေါ့ခင်ဗျဘာဘိုးတွေ့လာပြီကလည်းမတင်ထားတယ်အဝေးကကန်တာပဲခင်ဗျာကုန်းကန်တာပဲခင်ဗျအတင်းကောင်းဆောင်ခင်မောင်ထွန်းအဝေးကကန်ပြီကိုလွန်ဘောကမ္ဘောဇကိုသမားကျော်စင်တက်ရောက်ကန်နေသားတယ်ကမ္ဘောဇကောက်တဲ့ဖြတ်ထုတ်ထားတယ်ဘာရီမီတို့ယူတယ်ဘာရီမီဆွဲယူတယ်ကမောင်ထွန်းဝင်လူတယ်ရသေးတယ်ခင်ဗျခေရတွတ်ပါပြီခင်ဗျမာတင်သားလေးထိုးပါလေခင်ဗျရိုက်ကန်သွင်းလိုက်နေတာဖြစ်ပါတယ်ခင်ဗျသွင်းလိုက်တာကတော့ရနာဘိုတင်းကကျောင်းနံပါတ်3ကံဘူးဖြစ်ပါတယ်ခင်ဗျာဒီဆိုရင်ကမ္ဘောဇတင်းကတကူရတနာဘုံအတင်းကတကူပေါ့ခင်ဗျာလာဘာဘာပြစ်တံဘောကတစ်ဆင့်ဘိုးနဲ့မျက်နှာချင်းဆိုင်အနေထားမှာရှိပါလေကဲရတယ်ပေါ့ခင်ဗျရနာမို့တင်းဘယ်သူကံလည်းမသိဘူးခင်ဗျအများကြီးပဲဝေးကလက်ကန်နေဘာရီမီတဲလာပြီလိုက်တယ်ခင်ဗျာဘာရီမီယူဖို့လုံးမှာကမ်းမှာဖြစ်ပါလေ
ကမ္ဘောဇကလည်းပဲတင်ထားတယ်ရနာဘုံတားယူထားတယ်ကျွန်တော်စီကံဘူးပါခင်ဗျသွားပြီရနာဘုံကံဘူးတယောက်တည်းခင်ဗျဟိုကလည်းပဲညာယုံချထားပြီးတယ်မာတင်ထားတယ်အဲဒီဧရိယာတွေရောက်ပြီကမ္ဘောဇခေါင်းတဲ့ဖြတ်ထုတ်ထားတယ်ခင်ဗျဘူးပါခင်ဗျမာတင်ထားတယ်လိုက်တယ်ပေါ့ခင်ဗျရနာဘုံပါတယ်ခင်ဗျကျေးဇူးလာပြီရှင်လူတွေဘာရီမီပေါ့ခင်ဗျာကျောင်းထဲမှာရှိဘာရီမီကလေးရရပါပြီကလေးမပြီးတယ်ကဲတယ်ခင်ဗျာတရားနဲ့ချကဲတယ်ခင်ဗျာရမ်းပိုင်ပါခင်ဗျာရန်နာဘိုအတင်းအတွက်ဒုတိယဂိုးကိုကျောင်းနံပါတ်9ရမ်းပိုင်ကတွင်းသွားခြင်းဖြစ်ပါတယ်ခုချိန်လေးမှာရန်နာဘိုအတင်းက2ဂိုးကမ္ဘောဇအတင်းကတကူဖြစ်ပါတယ်ခင်ဗျာကိုဆိုရင်ပထမပိုင်းပြီးဆုံးဖို့ကလည်းအလွန်မင်းနီးကပ်လာပြီဖြစ်ပါတယ်ခင်ဗျာအောင်ကျော်မိုးရထားပြီခင်ဗျအောင်မျိုးလေးပဲပြန်ရတယ်တို့ပေးတယ်ရမ်းပိုက်အဲဒီဧရိယာဆက်ကနေတည်သွားပြီခင်ဗျအောင်မျိုးလေးပြန်ရတာတယ်ကျော်ယူဖို့ကြိုးစားတယ်ကမ္ဘောဇမနာနဲ့ဖြတ်ထုတ်တယ်ပေါ့ခင်ဗျမောဇတင်းလေကိုပို့တယ်ဝဲလက်ကန်တယ်ခင်ဗျလေကြွားတယ်ဆွဲယူလာပြီခင်ဗျဆွဲယူလာပြီတို့ချထားပြီလေလိုက်တယ်ပေါ့ခင်ဗျရမ်းပိုက်ရသေးတယ်ခင်ဗျကနေသားတွေဘာဖို့တားယူသွားပြီကမ္ဘောဇမနန်းနဲ့ဖြတ်ကနေသားပြီကုန်းထွန်းတော်ဝင်းဘာဖို့ပါခင်ဗျာရန်နာဘိုအသင်းအတွက်တတိယဂိုးကိုကျောင်းနံပါတ်25ဘာဘိုကဝင်းယူသွားခြင်းဖြစ်ပါတယ်ခုချိန်မှာဆိုရင်ဖြင့်ရန်နာဘိုအသင်းက3ဂိုးကမ္ဘောဇအသင်းက2ဂိုးပါခင်ဗျာရသေးတယ်ခင်ဗျာကံဘူးဟာကမ္ဘောဇရန်နာဘိုအသင်းကတယောက်စေကူတာမှုခံရမှာဖြစ်ပါတယ်နောက်ခံလူ3ဦးနိကခြံရံတာတွေ့ရတယ်မြပြန်တော့ကမ်းပြီကိုပါတန်းဘာကြော်အောင်ဝင်းနိုင်ရှေ့ဦးသားလေးမျောထိုးပေးထားတယ်တားတယ်ခင်ဗျလက်ထွက်တယ်